ဝတ်တာဟင်းလဲစားခြင်းနဲ့မွေးကြီးတို့လိုမျိုးမိသားစုလည်းများတဲ့ဆိုရင်တော့ဝတ်တာကိုအခုလိုမျိုးမြင့်ချင်လေးနဲ့ရောပြီးတော့ချက်စားလိုက်ပါနော်တူရတာလေးကချင်းချင်းဆက်ဆက်လေးနဲ့မို့ဒီတစ်ခွက်ထဲနဲ့လည်းထမင်းမိန်နာမို့လာပြီးတော့ sharing လုပ်တာပါရှင်မွေးကြီးကတော့ဒီနံပြားသားလေးကိုအသုံးပြုထားပါတယ်နော်သူကအသားလည်းမများဘူးအစီလည်းမများဘူးအနေတော်လေးပေါ့နော်ဒီနံပြားသားလေးကိုမွေးကြီးကအခုလိုမျိုးမထူမပအသုံးလေးတွေတုံထားပေးလိုက်ပါတယ်ရှင်သုံးပြီးတော့ပြီဆိုရင်တော့သူ့ကိုရေလေးနဲ့တက်စင်အောင်နှစ်ထပ်တုံထပ်လောက်စီးထားပေးလိုက်ပါတယ်နော်ဝတ်တာမသုံးချင်ရင်လည်းဝက်နံရိုးတို့ဘာတို့လည်းအသုံးပြုလို့လည်းရပါတယ်ရှင်မွေးကြီးကတော့ဝတ်တာလေးအခောက်လေးနဲ့စားချင်တာဆိုတော့ဝတ်တာလေးကိုအသုံးပြုထားလိုက်ပါတယ်ရေစီးတက်စင်ပြီးတော့ပြီဆိုရင်တော့ဒဲဦးတဲ့ထဲအရတာမုံစာမြင်းငပိအနှဲငယ်ပြီးတော့ရင်တော့မွေးကြီးကကျွတ်တွဖြူနီးအယောင်တမုတ်တွေမသုံးတော့ဘဲနဲ့ဒီအမေကြီးဟင်းအနှစ်မုံလေးနဲ့ချက်မှာဖြစ်ပါတယ်ဒီအမေကြီးဟင်းနှစ်မုံမှာဆိုရင်ကျွတ်တွဖြူနီးအယောင်တမုံနွေမုံတို့အချိုးစားညီစွာပါဝင်ပြီးသားမို့လို့မွေးကြီးကဘာမှထပ်မထည့်တော့ဘဲနဲ့အရသာနဲ့အမေကြီးဟင်းအနှစ်မုံနဲ့နှမျိုးတဲကိုပဲအသုံးပြုပြီးတော့ချက်မှာဖြစ်ပါတယ်ပြီးတော့ရင်တော့အခုလိုတေချာလေးတမအောင်နယ်ပေးပါမယ်ရှင်နယ်ပြီးသွားပြီဆိုရင်တော့သူ့ထဲကိုလုံးရည်လေးအနှဲငယ်ထည့်ပေးလိုက်ပါမယ်လုံးရည်လေးနဲ့ငယ်ထည့်ပြီးရင်တော့သူ့ကိုမီအေးလေးနဲ့တည်ထားပေးလိုက်ပါမယ်ရှင်ဟင်းဦးလေးတည်ထားတော့မှမြစ်ချင်လေးတွေကိုလည်းအစင်သစ်ပြင်ထားပေးပါမယ်ငရုတ်ဒီဇိုင်းလေးလည်းထောင်းထားပေးလိုက်ပါမယ်နနံပင်လေးတွေကိုလည်းရေစီးတက်ဆင်ပေးထားပါမယ်ရှင်ကဲဟင်းဦးလေးပွက်လာပြီဆိုရင်တော့သူ့ကိုအနှဲငယ်သမအောင်မွေးပေးလိုက်ပါမယ်သူ့ကိုလုံးရည်ခံပြီးစီပြန်တဲ့ထိချက်ပေးရမှာဖြစ်တဲ့အတွက်ရေမခန်းလေးလို့ဆက်ပြီးတော့တည်ထားပေးလိုက်ပါတယ်ကဲခုဆိုရင်တော့လုံးရည်လေးခံပြီးစီပြန်လာပြီပေါ့နော်ဒီနေထားမှာဆိုရင်မွေချီယာမြစ်ချင်လေးတွေကိုထည့်ပေးလိုက်ပါတယ်ထပ်ပြီးသွားရင်တော့တီချာလေးသမအောင်လုံးချက်လေးထပ်ပြီးတော့ချက်ပေးလိုက်ပါတယ်မြစ်ချင်ရဲ့အရသာအချင်တက်လေးတွေပါဝတ်တာလေးထိဝင်သွားရအောင်သူ့ကိုလုံးချက်လေးချက်ပေးလိုက်ပါမယ်ခဏလေးအဖုံးလေးအုပ်ပြီးတော့ပါထပ်ပြီးတော့တည်ထားပေးလိုက်ပါတယ်ရှင်ကဲမြစ်ချင်ရဲ့အရသာတွေပါအသားထဲထိဝင်သွားလောက်ပြီးဒီနေထားရောက်ပြီဆိုရင်တော့မွေချီယာဝတ်တာလေးတွေနူးဤသွားရအောင်ရေလေးခက်မြမြလေးထည့်ပေးလိုက်ပါတယ်ရှင်ဒီနေရာမှာမွေးကြီးကရင်နွေးလေးကိုအသုံးပြုထားပေးပါတယ်ဒါမှပဲဝတ်တာကပို့ပြီးတော့အနူးမြန်တာပေါ့နော်ကဲဒါဆိုရင်တော့ဝတ်တာလေးတွေနူးဤသွားပါပြီမွေးကြီးကခုနကထည့်ထားတဲ့ရေအပြင်နောက်ထပ်တရေထပ်လိုက်ထားရတဲ့ပေါ့နော်ကဲအရေလေးနဲ့စားမှဆိုတော့ဒီနေရာမှာအရသာမြေးပေးလိုက်မယ်အရသာအပေါ်ငန်းစိတ်တိုင်းကြပြီဆိုရင်တော့ငရုတ်တီထောင်းထားတာလေးတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ထည့်ပြီးတော့တေချာလေးတမအောင်မွေးပေးလိုက်ပါမယ်ငရုတ်တီးလေးတွေပါချက်သွားပြီဆိုရင်တော့ဟင်းအနက်လေးပိုးပြီးတော့မွေးသွားရအောင်နန်းနန်းမင်းလေးအုပ်ပြီးတော့အိုးချလို့ရပါပြီရှင်ကဲဒါလေးကတော့အမေကြီးဟင်းအနှစ်မုတ်တထုပ်ကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူချက်သွားတယ်ဝတ်သားနဲ့မြစ်ချင်ကိုချင်းချင်းဆက်ဆက်လေးချက်ထားတာဖြစ်ပါတယ်မြစ်ချင်ရဲ့ချင်းချင်းဆက်ဆက်လေးနဲ့ဝတ်သားကိုနုနုအီအီလေးချူချူလေးလေးချက်ထားတာဆိုတော့အရန်ကိုစားလို့ကောင်းလို့လိုက်ချက်စားကြည့်ကြပါအောင်နော်ဒီနေ့တော့ဒီလောက်ပါပဲရှင်